ကတော့စားစရာကုန်တော့ပေါင်မုတ်လို့ပါလို့လာဝယ်ရေခဲမုတ်နေစောက်ကြည့်မယ်ဝယ်တော့မဝယ်ရေခဲမုတ်နေစောက်ကြည့်မယ်ဒါတော့ရေခဲမဟုတ်ဘူးကျွန်တော်ဝယ်ထားတဲ့ဟာလေးရဝယ်ထားဟိုယူထားတဲ့ဟာလေးအများလို့ဗျာတော့ကျွန်တော်တောက်နေကြလို့တော့အဲ့လိုပြောရမလားဒီတောက်ဖြစ်တယ်ပေါ့ဗျာဒီတော့ဈေးလည်းမစိုးမဲရအောင်ညတော့ခောက်ဆွဲကြော်ဟိုကပေါမုတ်ရေခဲမုတ်ဒီမှာ我让你点来。哦，有你个，太大。加点。不对，我那不是给。加点。我让你对你个呀 ，sorry。ဒီကမှတော့ကြည့်မယ်ဒီကဲမုံက98 106အခွန်လဲဆို106ဒါကစီကေဇီဒီကဲမုံတော့မဝဲတော့ဘူးဗျာ Windows shopping အားမဝယ်ပဲလိုက်ကြည့်ခောက်ဆွဲဒါရီယာ sorry ဆိုမှဒီမှာအချိုးရများပါကဲဟိုကအရွက်တွေသွားကြည့်မယ်ဗျာကြိုက်ရတွေ့တော့ဝယ်ဗျာလိုက်ခဲ့ချောကဲမောရန်ကုန်မှာဆိုရင်မပါနေလို့ခေါ်လာလို့ဒါထိုက်လို့ခေါ်ရတယ်ဒီမှာပင်လယ်မှာဒါကဆယ်မော်လမ်တော့စာပါတော့တည်ရတယ်ပါလေရန်ကုန်မှာလည်းပဲတို့မြန်မာနိုင်ငံမှာလည်းစာပါလို့ပဲခေါ်စာပါငါကီတာလည်းကေးမို့တက်တည်လေးဟိုကနေကိုကြည့်အောင်လား
ခဏပင့်ငူကြဒါကတော့ဘာတွေလဲငချောက်ဟောအရှင်ပြပြီးရောင်းတယ်ကျွန်တော်ကြည့်လိုက်ပါဦးပါရှင်Oh my god sushi ဘယ်ဘွာအဝါရောင်တရားကြီးပြောတယ်အင်းကြီးစီစီပါဘလုံး3000မြန်မာငွေ3000လောက်ရှိတယ်အင်းကြီးတစ်လုံးအတီးရပါရဲ့ဒါတွေကတမ်ပူရာတွေပါဒါရောဘောင်းမုံပေါ့နော်ကျွန်တော်ဒီမှာဘောင်းမုံဝယ်ပါတယ်ဘာလို့လဲဆိုတော့ဒီနေ့ကဈေးတက်တာဒီနေ့ကဘောင်းမုံလေဒီပေါင်းလေးယူလိုက်မယ်ဗျာ139ကိုချပါကိုချနှစ်ဖက်ယူဒါကကိုချဒီမှာဒီလိုမျိုး ready made ခေါက်ဆွဲကြော်ပေါ်ပါတယ်ခေါက်ဆွဲကြော်မဟုတ်ဘူးနော်ချားဟာဒီမှာတာကိုယာကိရန်ကုန်မှာရောင်း separate ရှိမှာတာကိုယာကိရောင်းကြီးဘဝကိဒီဟာပါဒီလိုလုံးကိဒါပြောက်ကြည့်ပါဥပန်တိုးပါဥပန်တိုးထမင်းဘူးလေးဖေးဘူးအဆုံးပါရဲ့ဗျာဒီက animation ကားကြီးကြည့်ရတဲ့လူတွေလို့ဆိုရင်တော့ပြီးမယ်နော်အများပါတယ်ဗျာဒီလိုပုံစံမျိုးလေးအဲ့ဒီ animation နဲ့အတိုင်းပဲဗျာဒီကအပြင်မှာလဲရှိပါကျွန်တော်အကုန်လုံးမသိဘူးတည်တယ်လို့ပြောပြဆူရှီရောဘာရဲတော့မသိဘူးဒါမြစ်တွေရမြစ်ကိုဂျပန်လည်းဘယ်လိုခေါ်လဲဆိုတော့တာခဲနော်ခိုလို့ခေါ်ပါတယ်တာခဲနော်ကိုတာခဲဆိုတာဝါဗျာခိုဆိုတာခလီဝါရဲ့ခလီဆိုတော့မြစ်ပြောတာခဲနော်ခိုဒါကအရွက်တော့စာရတာပေါ့နော်စာရတာအရွက်တော့တွေဖြစ်ပါတယ်ကျွန်တော်တော့မကြိုက်ဘူးရားဒီဟာဈေးလည်းကြီးရဆိုတော့ဒါကဆန်ဒိုချီဆန်ဒရစ်ပေါ့နော်ဒါပေါင်မုံလေးဆိုတာခုနလို ready made တော့မဟုတ်ဘူးတော့ဒါဂုံးနေဖုတ်တဲ့ဟာအဲ့လိုမျိုးလားမသိဘူးဂုံးနေဖုတ်တာလားပါဘယ်လိုလဲစက်ရွာထုတ်တော့မဟုတ်ဘူးလူဖုတ်တာဗျာ
အဲ့လိုမျိုးပေါင်းမုံနေလို့ထင်တာပဲကျွန်တော်လည်းမသိဘူးတိတိဆိုတော့ကျွန်တော်ထင်တာပြောပြမသိတာအများโอเคတော်ပြီကျွန်တော်လည်းဝယ်လို့ပြီးပြီယူနီဦးပါတယ်ပန်းပါတယ်ကခစ်ဆိုပါပါတယ်ဗျဆိုတော့ပတ်သက်ရှင်းပဲလိုက်ခဲ့ဒီမှာပတ်သက်ရှင်းလို့ရှိရင်ပေါ်ကိုရှင်းလို့ရပါဘူးいらっしゃいませレジ袋かマイバッグのどちらを使うか選んでください my bus သုံးမယ်からのマイバッグカードないし購入する商品のバーコードをガラス面に近づけてくださいバーコードのついていない128円商品を袋に入れてください238円焼きそば158円購入する商品のバーコードをガラス94円商品を袋に入れて次へボタンを押してくださいဒီရရကြတော့အချူအကောင်မပါ購လို့入ပေါ့နော်する商品のバーコードをガラス面にお支払い方お金を投入してくださいအချူထဲမယ်ဒီရよろしければ生産ボタンを押してお釣りとレシートをお取りくださいโอเคレシートをお取りくださいโอเคပါဗျ忘れ物がないか確認してくださいご利用ありがとうございましたကဲဆေးဝဲလည်းပြီးပါပြီဆိုတော့ပြန်မယ်ဆေးဝဲလို့လည်းပြီးဆိုတော့ကျွန်တော်ပြန်มาတော့မယ်ဗီဒီယိုအဆုံးထိကြည့်ပေးကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအရန်တင်ပါတယ်ခင်ဗျာဘိုင်ဘိုင်အခုနောက်ပြန်တွေ့မယ်